ကဲဗီဒီပို့ပေါင်းနေမျိုးအောင်ဗီဒီပို့ပေါင်းချစ်ကိုကြီးဗီဒီပို့ပေါင်းချစ်ကိုကြီးဆွေမိုးဒီရွာဟေးငွေမိုးဒီရွာဒီနေ့ရမြန်မာစာတိုင်းပြည်လုံးကြမှာစေခင်ဗျာပြေကဘာတွေဝေးကွာလို့စုတွေလည်းမတောင်းလဲပြေပါစေခင်ဗျာလောက်ကင်ခွင်လန်းငံပွင့်လင်းကြပါစေသိစုတွေမကြပေါက်လို့တရေကြီးဖြစ်ပါစေအလောက်ကင်ခွင်လန်းငံပွင့်လင်းကြပါစေသိစုတွေမကြပေါက်လို့တထေးကြီးဖြစ်ပါစေဒီနန်းနေပေါ်ကျွဲဝလို့ဆိုင်စဘာတွေပေါ်ပါစေတကြီးသားအကြီးသားတကြီးသားလာပြီကြိုက်ရင်လဲခွဲစားကြမကြိုက်ရင်လဲမခွဲစားကြနဲ့ကြိုက်ရင်လဲခွဲစားမကြိုက်ရင်လဲမခွဲစားနဲ့တကြီးသားလာပြီလို့ကြိုက်ရင်လဲခွဲစားကြပါတော့မကြိုက်ရင်လဲမခွဲစားကြနဲ့နော်ကြိုက်ရင်လဲခွဲစားမကြိုက်ရင်လဲမခွဲစားနဲ့အသေးစကားကနေအသေးစကားကပဲများတဲ့အသေးစကားကပဲများတယ်တဲ့တကြီးသားကဲတကြီးသားအောင်မကြီးထွားတကြီးသားအောင်မစားခြင်းနဲ့ညီကိုမောင်နှမတွေတကြီးသားတရားဒီသုံးလုံးကိုអော်ပေးပါမယ်ပထမဆုံးတရားဒီသုံးလုံးကတော့ကကြီးစလိန်ကကြီးစလိန်โอเคကွဲပြတိသာတိချင်းရင်တော့စိုင်းမျိုးအောင်ယူကျူးမှာလဲတောင်းကြည့်လို့ရပါတယ်အခုကဒါကချစ်ကိုကြီးကောင်းလည်းဖြစ်ပါတယ်ကိုနာမည်ကိုမေးတော့ကွာချစ်ကိုကြီးမသိနေမျိုးအောင်မသိချစ်ကိုကြီးမသိနေမျိုးအောင်မသိဟာလားနေမျိုးအောင်မသိချစ်ကိုကြီးမသိစိုင်းမျိုးအောင်မသိဆွေမိုးဒီရွာငွေမိုးဒီရွာဒီနေ့ရမြန်မာစာတိုင်းပြည်လုံးကြမှာစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတွေလည်းမတောင်းလည်းပြေပါစေခင်ဗျာချစ်ကလေးစားပါတက်တော့ညီကောင်မအားလုံးဆွေမျိုးညီကောင်မအားလုံးချစ်ကလေးစားပါတော့တက်တော့ညီကောင်မအားလုံးဆွေမျိုးညီကောင်မအားလုံးYouTube channel ကအားလုံးFacebook channel အားလုံးညီကောင်မအားလုံးတွေ့တာလေးတွေ subscribe လေးနှိပ်ကြပါ subscribe လေးနှိပ်ကြပါကဲနောက်ထပ်လီးသလုံးထပ်အောင်မင်းတရားသည်တီးသလုံးထပ်အောင်မင်းငါကကြီးစလိန်ဖြစ်ပါတယ်ငါကကြီးစလိန်တဲ့ငါကကြီးစလိန်ဖြစ်ပါတယ်โอเคချစ်ကိုကြီးအမြဲမွေးနေကြမွေးစားသားကတော့ဇာမြင်ဆွဲငါကငယ်ဖြစ်ပါတယ်ဇာမြင်ဆွဲငါကငယ်ဖြစ်ပါတယ်โอเคပြန်អော်ပေးမယ်တကြီးသားကကြီးစလိန်တေချာလေးလည်းမှတ်တာပါကကြီးစလိန်ကကြီးစလိန်โอเคပြောင်းမယ်နောက်ထပ်အသီးတစ်လုံးငါကကြီးစလိန်ချစ်ကိုကြီးအမြဲမွေးစားသားလေးကတော့ဇာမြင်ဆွဲငါကငယ်ဖြစ်ပါတယ်ငါကမြင်ဆွဲငါဖြစ်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်တေချာလေးမှတ်တာပါပြန်អော်ပြီးမယ်like လေးစောင့်ကြည့် subscribe လေးမနှိပ်တာတွေ subscribe လေးနှိပ်တာပြေးထွက်လိုက်ဝင်လာလိုက်ပြေးထွက်လိုက်မလုပ်နဲ့ဆွေမိုးဒီရွာငွေမိုးဒီရွာဒီနေ့ရမြန်မာစာတိုင်းပြည်လုံးကြမှာစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတွေလည်းမတောင်းလည်းပြေပါစေခင်ဗျာ9 လပိုင်း2 ရက်နေ့အတွက်တရားသည်အားလုံးစိတ်သူကိုပါစိတ်ကြိုက်ကိုကြိုက်ဆိုရင်စားသုံးကြပါစိတ်သူကိုပါစိတ်ကြိုက်ကိုမကြိုက်မဟုတ်လဲမစားသုံးကြပါနဲ့ခင်ဗျာဟုတ်ကဲ့โอเคလာပြီရသည်ကကြီးစလိန်ကကြီးစလိန်ငါကကြီးစလိန်ဇာမြင်ဆွဲငါက
ဂငယ်တို့ဖြစ်ပါတယ်9လပိုင်း2ရက်နေ့အတွက်တရားသည်ပါခညာကံကောင်းကြပါစေလို့